အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုတာကြီးပါခင်ဗျာကျွန်တော်ရဲ့မွေးနေ့လေးကတော့ပြီးသွားပါပြီဒါပေမဲ့ကျွန်တော်မွေးနေ့အထိမ်းအမှတ်အနေနဲ့မနက်ဖြန်20ရက်နေ့မနက်9:00နာရီမှာကိုတာကြီးကစံ3ပြည်အိမ်900ကိုလူအယောက်900အတွက်ကိုတာကြီးကလက်ဆောင်ဖြစ်မျှဝေပေးမှာဖြစ်ပါတယ်ဘယ်နားမှာပေးမှာလဲဆိုလို့ရှိရင်ဟောဒီကိုတာကြီးအနောက်မှာရှိတဲ့ကိုတာကြီးရဲ့စတူဒီယိုတစ္ဆာလမ်းမှာရှိတဲ့ကိုတာကြီးရဲ့စတူဒီယိုအဲ့စတူဒီယိုကြီးရဲ့အရှိမှာကိုတာကြီးကမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာဒီစတူဒီယိုကြီးပါခင်ဗျာဟုတ်ကဲ့ပါဒီစတူဒီယိုကြီးရဲ့အရှိမှာတစ္ဆာလမ်းမပေါ်မှာရှိတဲ့ကိုတာကြီးစတူဒီယိုကြီးရဲ့အရှိမှာမနက်9:00နာရီမနက်ဖြန်လူ900ကိုစံအိတ်900မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီစတူဒီယိုကတစ္ဆာလမ်းနဲ့ဝေဇန်နာမီပွိုင်ထိပ်မှာရှိပါတယ်ဒီဘက်မှာဝေဇန်နာမီပွိုင်မှာเนาะတစ္ဆာလမ်းနဲ့ဝေဇန်နာမီပွိုင်ထိပ်မှာရှိပါတယ်ခင်ဗျာအဲ့တော့ချဲ့ရမိဘပြည်သူများအားလုံးလမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပြီးတော့မျှဝေပေးပါအောင်ခင်ဗျာလိုအပ်တဲ့မိဘပြည်သူတွေသတင်းလေးကိုသိရှိသွားဖို့ရန်အတွက်များများလေးမျှဝေပေးခြင်းအပြင်ကုသိုလ်လေးပြုပေးပါလို့ပြောပြရစေမနေ့ဖြန်20ရက်နေ့မနက်9:00နာရီတိတိမှာကိုသားကြီးကစံအိတ်900ကိုလူအယောက်900အတွက်ဝေမျှမှာဖြစ်ပါတယ်ခင်ဗျဘာဖြစ်လို့မနက်9:00နာရီခေါ်ရလဲဆိုမနက်9:00နာရီဘာလို့စီစဉ်ရတာလဲဆိုတဲ့အခါကျညနေတည်းအတွေ့အကြုံရပါတော့ညနေ4:00နာရီတော့ဘာလို့လှူတဲ့အခါကျလို့ရှိရင်နေ့လယ်12:00နာရီလောက်ထဲကလာပြီးတော့တန်းစီကြတဲ့အခါမှာနေပူကြီးထဲမှာတန်းစီရတာကိုသားကြီးမမြင်ရဘူးပေါ့နော်အဲ့တော့ဒီတစ်ခါတော့မနက်9:00နာရီဆိုတဲ့အခါကျတော့လာပြီးတန်းစီမဲ့သူတွေကလည်းမနက်ခင်းလေးနေမပူခင်လာပြီးတန်းစီလို့ရတယ်ဆိုတာလေးကိုလည်းပြောပြရစေအဲ့တော့မနက်9:00နာရီထိုးရင်တော့ကိုသားကြီးကကူပွန်လေးတွေစပြီးတော့ဝေပေးမှာဖြစ်ပါတယ်အဲ့ဒီကူပွန်လေးတွေရရှိထားတဲ့သူတွေကပဲဒါလက်ဆောင်ရရှိမှာပေါ့နော်ကူပွန်ပြန်20ရက်နေ့မနက်9:00နာရီမှာကိုတာကြီးစတူဒီယိုရှို့လာခဲ့ပါပြန်ပြောမယ်နော်တစ္ဆာလမ်းမနဲ့ဝေဇာနာလမ်းမထောက်မှာရှိပါတယ်ကိုတာကြီးရဲ့စတူဒီယိုပါဒီဘက်မှာပါခင်ဗျာဒီစတူဒီယိုရှိကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ပက်လက်လေးလမ်းပြလိုက်ပါအားလုံးချစ်ပါတယ်ခင်ဗျာဒီထက်မကပို့ပြီးတော့လူရန်နိုင်အောင်လဲစူးစမ်းပါမယ်လို့ဖိတ်ခေါ်ပါတယ်ကိုတာကြီးနဲ့အတူချစ်ရတဲ့အမှုပညာရှင်မောင်နှမတွေလည်းလာပြီးတော့ဝိုင်းပြီးတော့လူရန်ပေးကြမှာဖြစ်ပါတယ်အားလုံးတက်တာတွေ့မယ်နော်မနေ့ကညချစ်ရတဲ့မိဘပြည်သူတွေနဲ့ဆုံတွေ့ပါရစေဘိုင်ဘိုင်